ကောင်းလေးတယောက်သူ့ကင်မရာနဲ့ကျမဘက်ကိုချိန်ထားတာကိုတတိထားမိလိုက်တယ်ဒါနဲ့ချက်ချင်းပဲရှော့သွားပြီးသူ့လက်ထက်ကကင်မရာကိုလူယူလိုက်မိတာပေါ့ပြီးတော့ဓာတ်ပုံတွေအကုန်လုံးကိုအခုချက်ချင်းဖြတ်ပြီးကိုတောင်းဆိုခဲ့တယ်သူကဒါဟာဓာတ်ပုံပညာအင်စာတစ်ခုအတွက်တတ်တဲ့ပဲလို့ရှင်းပြခဲ့ပေမဲ့ကျမကတော့နားမထောင်ပဲတတိပေးစကားပြောပြီးထွက်လာခဲ့လိုက်တယ်ဒါပေမဲ့မထင်မှတ်ပဲနောက်တရက်မှာကျမရဲ့ဓာတ်ပုံကိုပြသထားတာကိုတွေ့လိုက်ရပြန်တယ်ဒေါသထွက်နေပဲအဲ့ဒီဓာတ်ပုံကိုဆွဲဖြဲပြီးသူ့ကိုတွားရောက်ရင်ဆိုင်ခဲ့ပေမဲ့တခြားကျောင်းသားတွေရဲ့ထိုးဆန်းတဲ့အကြည့်တွေကြောင့်လက်ရှိအချိန်မှာတော့ထွက်လာခဲ့အောင်လွယ်လို့မတတ်နိုင်ခဲ့ဘူးအန်ဟုတ်ဖို့ခေါင်းတာကအဲ့ဒီကောင်လေးဟာအတန်းလွတ်ပြီးကျမနောက်ကိုလိုက်လာခဲ့တယ်သူ့ကိုစူပူချင်းမောင်းတော့မဲ့အချိန်မှာပဲသူကအတန်းပေါ်ဓာတ်ပုံဟောင်းလေးတစ်ပုံကိုရုတ်တရက်ထုတ်ပြခဲ့တယ်အဲ့ဒီတော့မှပဲသူဟာကျမရဲ့ငယ်တငယ်ချင်းဖြစ်မှသိလိုက်ရတော့တာပေါ့သူ့ကိုမှတ်မိသွားတဲ့နောက်မှာတော့စိတ်ခုနေတာတွေကိုလက်လွတ်လိုက်ပါပြီမကြခင်မှာပဲကျမတို့တခြားတငယ်ချင်းတွေနဲ့အတူစားတော့ဆိုင်တစ်ဆိုင်ကိုသွားခဲ့ကြတယ်စားတော့ပြီးလို့တိတ်မကြခင်မှာပဲစားခွေးထိုးကကြားတင်ခွေစီရင်လာပေးတယ်အဲ့ဒီကောင်လေးကအတင်းကျလောက်နေပြီမဲ့သူ့ရဲ့အခက်တွေ့နေတဲ့ပုံစံကိုကြည့်ပြီးကျမပဲစားစရိတ်ကိုရှင်းပေးလိုက်တဲ့အပြင်သူ့ကိုပတ်စံမှာချဲပေးလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာပဲတငယ်ချင်းစီကဖုံးဝင်လာတာကြောင့်နှုတ်ဆက်စကားအနေငယ်ပြောပြီးကျမထွက်လာခဲ့လိုက်တယ်ဒါပေမဲ့ကျမကားပေါ်တက်သွားတဲ့မြင်ကွင်းကိုအဲ့ဒီကောင်လေးကအထင်လွဲသွားပုံရတယ်အဆောင်ကိုပြန်ရောက်တာနဲ့သူ့စီက message တစ်စောင်လက်ခံရရှိခဲ့တယ်သူဘာကိုဆိုလိုရဲဆိုတာသဘောပေါက်သွားတာနဲ့ကျမချက်ချင်းပဲအဲ့ဒီဆိုင်ကိုပြန်သွားပြီးသူ့ကိုသွားတွေ့ခဲ့တယ်သူကျမကိုမြင်လိုက်တဲ့အချိန်မှာတော့ရုတ်တရက်အယမ်းကိုစိတ်လှုပ်ရှားသွားပုံရတယ်ကျမကသူ့ကိုဒေါသတကြီးမေးခွန်းထုတ်တဲ့အခါသူကတော့သူ့စိတ်ထဲရှိသမျှခံစားချက်တွေအကုန်လုံးကိုဖွင့်ချပါတော့တယ်ဘာပြောရမှမသိဖြစ်သွားတယ်ကျမလည်းသူ့မျက်နှာကိုရင်းနှီးပတ်ပြီးထွက်လာခဲ့လိုက်တယ်နောက်တရက်မှာတော့ကျမစာသင်ခန်းကိုတန်ရှင်းရေးလုပ်နေတော့အဲ့ဒီကောင်လေးရုတ်တရက်ရောက်လာပြီးကူညီဖို့ကမ်းလှမ်းလာခဲ့တယ်သူ့မျက်နှာပေါ်ကတောင်းပန်တဲ့အပြုံးကိုမြင်တော့လေစိတ်မဆိုးရတော့ပါဘူးအဲ့ဒီအချိန်မှာပဲသူပတင်းပေါက်အပြင်ဘက်မှာကနေတာကိုသတိပြုလိုက်မိတယ်အနီးကကြည့်ဖို့ရှော့သွားတဲ့အခါမှာသူပြင်ဆင်ထားတဲ့တောင်းပန်လွှာစာတမ်းကြီးကိုတွေ့လိုက်ရတော့တယ်အဆုံးသတ်မှာတော့ကျမတို့တစ်ပင်ပေါ်မှာအတူတူထိုင်ပြီးအကြာကြီးစကားစမြည်ဖြောဖြစ်ခဲ့ကြတယ်အဲ့ဒီညနေမှာကျမအလုပ်လုပ်တဲ့စားတောက်ဆိုင်ကိုသွားခဲ့တယ်အန်အောဖို့ကောင်းတာကအဲ့ဒီကောင်လေးလည်းအတန်းပေါ်ဒီနဲ့စုံစည်းပွဲအတွက်အဲ့ဒီဆိုင်ကိုရောက်လာခဲ့တယ်ဒါပေမဲ့အလုပ်လုပ်နေတော့မှပဲကျမစီကိုအကူအညီတောင်းတဲ့ message တစ်ခုရောက်ရှိခဲ့တယ်သူ့ရဲ့ရီးစားအောင်ကရီးစားအစ်စ်ကိုခေါ်လာပြီးသူ့ရှေ့မှာတမင်တက်တက်လာကွာနေတာထင်ပါတယ်သူ့ကိုမျက်နှာပိုင်းဖို့စေဖို့အတွက်ကျမဝတ်စုံတစုံလဲဝေပြီးလူတိုင်းရှေ့မှာပေါ်လာခဲ့လိုက်တယ်မျိုးလင်းထောက်တဲ့အတိုင်းပဲသူ့ရီးစားအောင်ရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားပြီးကောင်လေးကတော့အတိုင်းထက်အလွန်ဝမ်းစာသွားပုံရပါတယ်အဲ့ဒီလိုစုံစည်းကွဲလေးပြီးဆုံးသွားတဲ့နောက်မှာတော့ကျမတို့နှစ်ယောက်စပိန်ကိုစီနဲ့အတူတူအိမ်ပြန်ခဲ့ကြတယ်အဲ့ဒီနေ့ကစပြီးကျမတို့နှစ်ယောက်ကြားတဲ့ဆက်ဆံရေးဟာဘဲတော့မှအငြင်းလို့မဟုတ်တော့ပါဘူး